အားလုံးပဲမင်္ဂလာပါစာဘိုဘင်္ဂလီ channel မှာကြိုဆိုပါရစေကျော်စွာဝင်း Fairtex ရဲ့ကျေပွင့်ပရိုဆန်မှုရဲ့ပြရုပ်မြမလက်ဝိတ်စင်မြင့်ထက်ကနေ Fairtex ရဲ့ကဘာကျော်လေးကျင့်ရေးစခန်းစီပြီးတော့ခက်ရေးအဖွဲ့အစည်းဖြစ်တဲ့ One Championship စင်မြင့်စီကိုခြေလန်းကျဲကျဲနဲ့တက်လန်းလာတဲ့လူငယ်တစ်ယောက်ရှိပါတယ်သူကတော့ကျော်စွာဝင်းပါပဲသူ့ရဲ့အောင်မြင်မှုဆိုတာကံကောင်းလို့ရလာတာမဟုတ်ပဲမမြင်ကွယ်ရာကစူးစမ်းအားထုတ်မှုတွေစီကံနဲ့ professional ဆန်မှုတွေရဲ့ရလဒ်ဆိုတာကိုဒီနေ့မှာကျွန်တော်တို့ပြောပြပေးမှာပါ The journey from home to Fairtex ကျော်စွာဝင်းဟာမြန်မာပြည်မှာကတည်းကသူ့ရဲ့ဇွဲမစုံမနစ်တဲ့စိတ်ဓာတ်နဲ့နာကျင်မှုကိုအန်တုနိုင်တဲ့တတိတွေကြောင့်ထင်ရှားခဲ့တာပါသူ့ရဲ့ထိုးသက်ဟန်တွေကမြန်မာပရိသတ်တွေရဲ့ရင်ထဲမှာနေရာယူခဲ့ပါတယ်ဒါပေမဲ့သူ့ဘဝရဲ့အကြီးမားဆုံးအချိုးကွေးကတော့2025ခုနှစ်စက်တင်ဘာလမှာဖြစ်ပေါ်လာခဲ့တာပါအာရှရဲ့အကောင်းဆုံးလေ့ကျင့်ရေးစခန်းတစ်ခုဖြစ်တဲ့ Fairtex Training Center ကသူ့ရဲ့ပါရမီကိုမြင်ပြီး၄နှစ်သက်တမ်းရှိတဲ့စာချုပ်ကြီးကိုချုပ်ဆိုခဲ့ပါတယ်အခုဆိုရင်သူဟာကမ္ဘာချန်ပီယံဖြစ်တဲ့ Stamp Fairtex ကျွန်တော်တို့ရဲ့အချစ်တော် Y2K စတဲ့ကျေပွင့်တွေနဲ့အတူရင်ပေါင်တန်းပြီးလေ့ကျင့်နေပါတယ်ဒီအပြောင်းလဲဟာကျော်စွာဝင်းတဦးရဲ့အတွက်တင်မကပဲမြန်မာတိုက်ခိုက်ရေးလောကအတွက်ပါကြီးမားတဲ့မျှော်လင့်ချက်အသစ်ကိုယူဆောင်လာခဲ့ပါတယ် The pinnacle of professionalism professional ဆန်မှုရဲ့အထွတ်ထိပ်Fairtex မှာနေရာရဖို့ဆိုတာရိုးရိုးရှင်းရှင်းစူးစမ်းရုံနဲ့မရပါဘူးအဲ့ဒီမှာကျော်စွာဝင်းရဲ့ professional ဆန်မှုကထင်ရှားလာခဲ့ပါတယ်လေ့ကျင့်ရေးကွင်းထဲမှာဆိုရင်သူဟာစက်ရုပ်တရုပ်လိုတိကျပါတယ်နီးပြတွေရဲ့ညွှန်ကြားချက်တိုင်းကိုအတိအကျလိုက်နာပြီးနီးစနစ်ပိုင်းတွေမကပဲခန္ဓာကိုယ်ကြန့်ခိုင်မှု physical နဲ့စီကံပိုင်းမှာပါအမခံတိုးတက်ပြောင်းလဲလာခဲ့ပါတယ်အထင်ရှားဆုံးသက်သေတစ်ခုကတော့ဇန်နဝါရီ23ရက်မှာထိုးတက်မဲ့ပွဲအတွက်ပါပဲပုံမှန်ဆိုရင်ဖိုက်တာအများစုဟာဝိတ်တန်းဝင်ဖို့နောက်ဆုံးအချိန်ထိရုန်းကန်ရလေးရှိပေမဲ့ကျော်စွာဝင်းကတော့တနင်္လာနေ့ကလေးကတတ်မှတ်ဝိတ်တန်းတွေကိုအသာလေးဝင်နေအောင်ထိန်းထားနိုင်ခဲ့တာပါဒါဟာစားတောက်မှုပုံစံ diet အိတ်ချိန်နဲ့လေ့ကျင့်ခန်းတွေကိုနီးပြတွေညွှန်ကြားတဲ့အတိုင်းတိတိကျကျလိုက်နာနိုင်တဲ့သူ့ရဲ့စိတ်သက်ပိုင်းခွန်အားနဲ့ professional ကြမှုကိုအထင်ရှားပြသလိုက်တာပါပဲဝေးချရတာပင်ပန်းတဲ့တံကိုကြိုတင်ကြော်ဖြတ်ထားနိုင်တဲ့အတွက်ပွဲနေ့မှာသူဟာပုံမူလန်းဆန်းပြီးအားပြည့်နဲ့ထိုးတက်နိုင်တော့မှာဖြစ်ပါတယ် To be in the ring the personality ကျိုးဝိုင်းပြင်ပါကပျော်ရွှင်မှုကျိုးဝိုင်းထဲမှာရက်ဆက်ကြမ်းတမ်းတဲ့လောက်ကျိုးဝိုင်းပြင်ဘက်မှာတော့ကျော်စွာဝင်းဟာပျော်ပျော်နေတတ်တဲ့ရိုးသားတဲ့လူငယ်လေးတစ်ယောက်ပါ Fairtex ထဲမှာမြန်မာသချင်းတွေဖွင့်ပြီးထိုင်းနီးပြတွေကိုပါကားပြဖျော်ပြတတ်တယ်လို့သူ့ရဲ့ပွင့်လင်းဖော်ရွေတဲ့အမှုအရာတွေကထိုင်းပရိသတ်တွေရဲ့အသေးကိုပါဖန်ဆားထားနိုင်ခဲ့ပါတယ်ကျွန်တော် Fairtex ကိုလာတာကစားဖို့မဟုတ်ဘူးအနိုင်ယူဖို့လာတာလို့ပြောခဲ့တဲ့သူ့ရဲ့စိတ်ဓာတ်က Fairtex team ရဲ့အားပေးချစ်ခင်မှုကိုပိုရစေခဲ့ပါတယ် A new chapter လာမဲ့ပွဲအခန်းတစ်အခုဆိုရင်သူဟာခန္ဓာကိုယ်ရောစိတ်သက်ပါရာခိုင်နှုန်းအသင့်ဖြစ်နေပါပြီဇန်နဝါရီ23ရက်မှာကျင်းပမဲ့ One Friday Fight 139မှာဂျပန်ဖိုက်တာမူကန်နဲ့ရင်ဆိုင်ရတော့မှာပါဒါဟာ Fairtex ရဲ့အထောက်ပံ့နဲ့စနစ်တကျပြင်ဆင်ထားတဲ့ကျော်စွာဝင်းရဲ့တိုးတက်လာတဲ့စွမ်းရည်တွေကိုကဘာကိုတက်တည်ပြရမယ့်ပွဲပါပြီးခဲ့တဲ့ပွဲမှာထိုင်းဖိုက်တာဖက်ဆန်ခဲကိုဒုတိယအချီမှာတင်အလဲထိုးပြခဲ့တဲ့ကျော်စွာဝင်းတစ်ယောက်ဒီတစ်ချိန်မှာရောဂျပန်ဖိုက်တာမိုးကတ်ကိုဘလို့အလဲထိုးပြအောင်မလဲဆိုတာတနိုင်ငံလုံးကရင်ခုန်စွာနဲ့စောင့်ကြည့်နေကြပါတယ်မိသားစုနဲ့ဝေးရမှာမြမကုံဆောင်ဖို့စူးစမ်းအားထုတ်နေတဲ့ဒီလူငယ်လေးကိုကျွန်တော်တို့မြန်မာပရိသတ်တွေကအားပေးဖို့အသင့်ပါပဲကဲမိတ်ဆွေတို့ကကြော်စွာဝင်းပွဲမှာဘလို့နိုင်မယ်လို့ထင်ပါသလဲဘယ်နှစ်ချီမှာအလဲထိုးနဲ့နိုင်မလဲဒါမှမဟုတ်အမှတ်နဲ့နိုင်မလားခံမှန်းချက်လေးတွေကို comment မှာရေးပေးသွားပါဦးဗီဒီယိုလေးကိုကြိုက်နှစ်သက်ရင် like share နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်